ဒီနေ့မှာတော့ခီရီကအရင်ကိုစားကောင်းပြီးတော့ဝတ်သားတဲ့သူတွေအတွက်ဆိုရင်လုံးဝကွက်တီဖြစ်စီမယ်ဝတ်တုတ်သမီးမောင်ဆိုင်ခေါ်တော့မှာဖြစ်ပါတယ်ဝတ်တုတ်သမီးမောင်ဆိုင်လေးကတော့တတိပထန်လန်းရဲ့လမ်းတွေမှာရှိရဲ့ဓမ္မဒါနလမ်းထဲမှာဖြစ်ပါတယ်သူ့ရဲ့ဆိုင်မှာအားလုံးကြည့်ကြတဲ့အတိုင်းဝတ်သမီးမောင်လည်းရတယ်လို့ဝတ်သုံးသက်တာကိုရစမ်းနေပါရရပါတယ်ဆိုင်လေးကတော့လမ်းတွေဝင်လာလိုက်တာနဲ့မြန်မာမပူရအောင်တော့ဆိုင်မုတ်ကြီးကတော့ကြီးပဲဒါလေးကတော့ဝတ်သမင်းပေါင်းလေးပါဒါလေးကတော့ဒါဝတ်ကောင်းတုပ်လို့ခေါ်မယ်ပေါ့နော်ပြီးရင်တော့ဝတ်သုံးသက်တာကိုရလေးပါဒါဝတ်စုပ်ပြုတ်ကလေးပေါ့နော်ဝတ်စုပ်ပြုတ်ကလည်းလုံးဝရှည်ပဲသူကဒီအသီးရွက်လေးလည်းပါတယ်ဝတ်သားလည်းပါတယ်ပြီးတော့အပေါ်မှာကော်ရည်လေးလည်းပါတယ်ဘိုက်ကလည်းစားနေရတယ်အရသာကလည်းကောင်းဆိုတော့လုံးဝထိမိပဲသူကထမင်းပေါင်းထဲမှာဝတ်သားတွေကအများကြီးပါတယ်နော်ပြီးတော့သူကတော့ဒီကော်ပီအချင်းလေးပေါ့နော်ကော်ပီချင်းလေးနဲ့ကြိတ်ထွဲစားပါမယ်အကြီးလည်းပြည်ရပေါ့နော်ကော်ပီချင်းလေးကဒါလေးကတော့ဝတ်ကောင်းတော့ပေါ့နော်ဝတ်ကောင်းတော့လေးကတော့လေးစားကောင်းတယ်သူ့ရဲ့အထက်မှာလည်းကော်ပီလေးလည်းပါတယ်ရောပြတုတ်ပြီးထားပါတော့သူကအချိုရှိရဲ့အဆက်ရှိရဲ့ကဲဒါလေးကတော့ဝတ်စွပ်ပြုတ်လေးပါဝတ်စွပ်ပြုတ်လေးအကြီးရတယ်ချိုလေးနဲ့ဒါတော့လောက်ကောင်းတယ်သုံးသက်တာကော်ရည်လေးကတော့သုံးသက်တာဆိုတဲ့အတိုင်းခရီးအကြိုက်အစီလေးတွေပေါ့နော်သုံးသက်တာကိုလည်းသမင်းနဲ့ရုံပြစားတယ်ပေါ့နော်အဲ့ဒီဘေးနာအခောက်အစီလေးပေါ့နော်အားကြိုက်တယ်အိဖတ်ပြီးတော့လေနူးညံ့နေတာပဲတုံးဆိုရင်အကြီးပဲပေါ့နော်တော်တော်ကြီးရယ်ခင်ဗျာအီပြေလေးဆိုပြီးအချင်းလေးနဲ့တို့ပြီးတော့စားပါတယ်တအားစားကောင်းတယ်တလားရတာလေးကလေနူးညံ့ပြီးတော့ချိုရဲနေရပဲအေးရတော်လေးကိုဆောက်လို့ကောင်းတယ်အဲ့အေးရဲ့ပြည့်တယ်ပေါ့နော်အဝဲတပွဲဆိုလည်းအကြီးပဲအားမြလို့ဆိုပြီးတော့သမီးနဲ့မစားတော့မယ်နဲ့ဝက်ကောင်းတော့ဒီတိုင်းဆွဲပါမယ်ကဲကောင်းပါပြီအဲ့လေတင်သွားပြီဆိုတော့ပြန်လိုက်ပါအောင်မယ်အားလုံးပဲ